ဝေးလက်စနဲ့ဝေးလိုက်ကြတာအကောင်းဆုံးပဲဒီလိုလေဒွိဟာလေးတွေပေါ့ပြန်လာမယ်ပြောထားတော့စောင့်ကြည့်နေတာကတကြောင်တော်ပါပြီဆိုပြီးမေ့ပြစ်ချင်တာကတကြောင်ကြံနေခဲ့ရတယ်ဆိုပေမဲ့ရင့်နေခြင်းသေးတာလောလောဆယ်မှာဘာမှမစင်စားမဆုံးဖြတ်နိုင်သေးဘူးကိုလည်းညာထားတယ်သူပြန်လာလိမ့်မယ်ပေါ့တခါတလေစိတ်နာတယ်တခါတလေပြန်လို့ခြင်းတယ်တခါတလေမုန်းတယ်တခါတလေချစ်တယ်နှလုံးသားနဲ့ဦးနှောက်ကြားကဒွိဟာလေးတဲ့ကို့မှာပင်ပန်းနေရတာတခါလေအသေးကွဲသချင်းတွေနားထောင်ရင်ငိုမယ်တခါလေပြတ်သားနိုင်တဲ့သချင်းတွေနဲ့ပေါက်ကွဲမယ်ကိုယ်စိတ်ကိုလည်းအဆူမရသူ့ကိုလည်းအဆူမရမိုးလေးမိုးချုပ်ချစ်လိုက်မုန်းလိုက်နဲ့တယောက်တည်းကဘာတွေပြက်နေခဲ့တာကိုကပလီခံနေရတာကိုလည်းမခံစားနိုင်ဘူးဒါပေမဲ့လည်းစိတ်နိုင်ရမယ့်အစားစိတ်ပြေစရာတွေပဲရှာတွေးမိတယ်ဆက်ပတ်သက်လို့ကညားနေတာဒီလိုနဲ့လက်ကျန်အင်အားလေးနဲ့အမပါလိုက်တယ်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ပြန်လာဖို့ပေါ့တစ်ချိန်လောက်တော့နှလုံးသားရဲ့အလိုကိုလိုက်မဲလို့ကိုယ်စိတ်ကိုလွတ်ပြီးပြောလိုက်တယ်တကယ်လေသူပြန်လာတဲ့အခါသူနဲ့ရှိနေရတာကိုပြင်ပန်းလာတယ်သူကိုနာကျင်စေခဲ့တာကိုပြင်မြင်လာတယ်အဲ့ဒီတော့ဘယ်လိုလုပ်ရက်ခဲ့တယ်ဆိုတာမျိုးလဲခဏခဏတွေးမိလာတယ်ရုတ်တရက်မှာမုန်းမရခဲ့ပြီပဲတဖြည်းဖြည်းချင်းစိတ်နာလာတာပြန်လိုချင်ခဲ့တာကိုနောင်တရလာတယ်ပြန်လက်ခံပြီးတာအမားဆိုတာကိုသိလာတယ်ပြီးတော့ကိုမပြောရဘူးလို့ခံစားမိလာတယ်ဘဝမှာကြိုးခိုင်းပြီးတဲ့လူတစ်ယောက်စီကစစ်မှန်ကိုနောက်တစ်ချိန်ကံစမ်းတာကိုကောင်းပါလေအဲ့ဒီကံစမ်းမဲမှာတောက်မဲနံပါတ်ဆိုတာကိုအတွက်ရှိလာမှာမဟုတ်ပါဘူး